ကျွန်တော်နာမည်တန်းထက်ပါကျွန်တော်မေးချင်တဲ့မေးခွန်းကတော့လေဒီနိုင်ငံခြားရေးနဲ့ပတ်သက်ပြီးတော့ပေါ့ဒီ NUG အနေနဲ့ပေါ့နော်ဟိုဒါပေါ့တရုတ်ပြည်နဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောထားရှိပါလဲလို့ဘာလို့ဆိုတော့တရုတ်ပြည်ကဗမာပြည်ရဲ့နိုင်ငံရေးမှာအတော်ကိုဟိုဝင်ရောက်ဆွတ်ဖက်တာတွေရှိတဲ့အတွက်ပေါ့လေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ NUG ရဲ့သဘောထားလေးကိုသိချင်ပါတယ်ကျေးဇူးပါဆရာဒီမှာလေကိုထွန်းအောင်ရွှေဖြေမှဖြစ်မဲ့မေကုန်းဆိုကိုထွန်းအောင်ရွှေဖြေပါလိမ့်မယ်ကျွန်တော်သဘောတော့ပြောပြီးသားနော်စောစောတော့ဗာပြောထားလဲနိုင်မြင်းကိုလောင်းပါလို့ကျွန်တော်ပြောပြီးကျေးဇူးပါဆရာဦးတန်းထွန်းတရုတ်ပြည်နဲ့ပတ်သက်ရင်တော့နံပါတ်1ကတော့ဒီမြန်မာပြည်အတွက်အင်တန်ကိုအရေးပါတဲ့ actor တစ်ခုအနေနဲ့ NUG ကနားလည်ပါတယ်အဲ့အတွက်ကြောင့်မလို့တရုတ်ပြည်ကိုအဓိကပေးနေတဲ့ message ကမြန်မာလူထုရဲ့ဒီ democracy အောင်ပွဲသည်တရုတ်ပြည်ရဲ့အောင်ပွဲလည်းဖြစ်မယ်ဆိုတဲ့ဟာကိုကျွန်တော် message ပေးပါတယ်ကျွန်တော်တို့နိုင်တာဒီတရုတ်နိုင်တာပဲဘာကြောင့်လဲဆိုတော့ဒီစစ်အုပ်စုရဲ့အောက်မှာသူတို့ဘလောက် investment ပဲလုပ်တိုင်းပြည်ကဘလို့မှမတည်ငြိမ်နိုင်ဘူးသူတို့အတွက်ရလကောင်းနေထွက်မှာမဟုတ်တိုင်းပြည်တည်ငြိမ်အေးချမ်းမှသူတို့ရဲ့ strategic interest တွေကလည်းသူတို့အတွက်အကျိုးရှိမယ်လို့ကျွန်တော်တို့ဒါ message ပေးပါတယ်ဒါကနံပါတ်1ပေါ့နော် key message နံပါတ်2ကတော့သူတို့နဲ့ကျွန်တော်တို့ဆက်ဆံရေးကောင်းအောင်ပြီးဆောက်ထားပါတယ် surface ပေါ်မှာတော့ပေါ်မှာမဟုတ်ပါဘူးသို့တော့ပုံမှန်ဆက်သွယ်ဆက်ဆံမှုတွေရှိတဲ့သတင်းဖလှယ်မှုတွေရှိပါတယ်နောက်တစ်ခုကလည်းအထူးသဖြင့်ဒီ NUG ကအနောက်အုပ်စုနဲ့အတားနီးကပ်တယ်နော်အနောက်အုပ်စုရဲ့ proxy ဖြစ်နေတယ်ဆိုတော့အနေအထားမျိုးဖြစ်မသွားအောင်တရုတ်ပြည်ကိုကျွန်တော်တို့ကောင်းကောင်း balance လုပ်ပါတယ်ကျွန်တော်တို့နိုင်ငံခြားရေးဝန်ကြီးနေနဲ့စစ်သွေးလမ်းကြောင်းတွေရှိပါတယ်ပုံမှန်သတင်းဖလှယ်တာတွေရှိပါတယ်ဥပမာအဖြစ်ဆိုရင်အမေရိကန်ခီးစဉ်တစ်ခုသွားတော့မယ်ဆိုရင်မသွားခင်မှာကိုဒေါ်စင်မအောင်ကတရုတ်နဲ့စကားပြောတယ်ပြန်လာပြီးလည်းပြောတယ်အဲ့လိုမျိုးကျွန်တော်တို့ balance လုပ်ထားပါတယ်ကျေးဇူးတင်ပါတယ်